ဝိုင်းစုကန်တင်ဝတ်တဲ့စကတ်နဲ့စင်တူစကတ်ကိုလိုက်ဝဲလို့ပြိုင်နေတာလားဆိုပြီးလူပြောများနေတဲ့ဆိုပြေသစိန်အခုချိန်လူပြောများနေတာကတော့ဝိုင်းစုခိုင်သိန်းနဲ့ဆိုပြေသစိန်ဟင်းဝရံတို့ရဲ့သုံးပွင့်ဆိုင်ဇလံပါအခုလေဝိုင်းစုခိုင်သိန်း fashion ကိုဆိုပြေသစိန်ကလိုက်ဝတ်တယ်ဝိုင်းစုခိုင်သိန်းဝတ်တဲ့စကတ်ကိုဆိုပြေသစိန်ကလိုက်ဝတ်တယ်ဆိုပြီး TikTok မှာပွဲစုံနေပြန်ပါပြီတကယ်တော့ဝိုင်းစုခိုင်သိန်းနဲ့ဟင်းဝရံတို့ပတ်သက်မှုရှိခဲ့တာကတော်တော်ကြာနေပါပြီဝိုင်းစုခိုင်သိန်းကလည်းကြားထဲမှာအိမ်ထောင်ကြခဲ့တယ်လို့ဟင်းဝရံနဲ့စိုးပြေသစင်တို့တောင်ချစ်နေတာက6နှစ်လောက်ရှိနေပါပြီ။ဒါပေမဲ့လည်းပြည်သက်တွေကတော့ဟင်းဝရံနဲ့စိုးပြေသစင်မင်္ဂလာဆောင်တော့ဝိုင်းစုခိုင်သိန်းကိုတနာရှင်မပြီးနိုင်မစည်းနိုင်အကြီးမြိုင်ဖြစ်နေကြတာဖြစ်ပါတယ်။အထူးသဖြင့်ဝိုင်းစုခိုင်သိန်းစိုးပြေသစင်တို့ကိုနှိုင်းယှက်နေကြတာပါ။ဒါဒီကြောင့်လဲစိုးပြေသစင်ကဝိုင်းစုကိုမတိမတာလိုက်ပြိုင်နေသလားတော့မပြောတတ်ပါဘူး။ရှိုးပွဲတစ်ခုမှာဝိုင်းစုခိုင်သိန်းဝတ်ထားတဲ့ငွေရောင်စကတ်လေးကိုစိုးပြေသစင်ကလည်းမနေ့ကလုပ်တဲ့ရှိုးပွဲတစ်ခုမှာလိုက်ဝတ်ကဟင်းဝရံနဲ့အတူတူတချင်းလိုက်ဆိုနေတာပါ။ဒါကြောင့်လေပြည်သက်ဒီကြားထဲမှာလူပြောများနေတာဖြစ်ပါတယ်။တချို့ကလည်းတိုက်ဆိုင်တာပါလို့ဆိုကြသလိုတချို့ကလည်းစိုးပြေသစင်ဟောင်းဝိုင်းစုခိုင်သိန်းဝတ်တာလိုက်ဝတ်နေတာလို့ဆိုကြပါတယ်။